ဇလုံးထမင်းတုတ်တဲ့အခါချမောင်ကျော်ကအစိမ့်နိုင်ထွက်နေအောင်တည်ရဟုတ်အဲ့ဒီအစိမ့်နိုင်မထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကိုကပြောပြပေးသွားမယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကိုကလေတော့ရတာဇလုံးထမင်းတုတ်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးသွားမယ်အရင်ဆုံးထမင်းတယ်မယ်ချမောင်ကိုအီလေးဖြစ်ပြီးတော့အစိမ့်နိုင်လည်းမထွက်အောင်ငပိနဲ့ပြင်းပြင်းလည်းမထွက်အောင်လို့သူတို့နှစ်ခုကိုလုံးချက်ပြီးတော့ balance လုပ်ထားလိုက်မယ်ပြီးရင်ကျက်သွန်ပြူစီသက်အယောင်တင်မုံနဲ့ခဏချက်တော်မို့တစ်စုံထည့်ပြီးတော့ခုနကချက်ထားတဲ့ချမောင်ရွက်နဲ့ပြန်ရောမှွေလိုက်မယ်တော်တော်များမတိကြတာဒီထဲကိုမြေပဲလေးကိုထောင်းပြီးထည့်လိုက်တာနဲ့အရသာစင်းစင်းလေးနဲ့ပို့ပြီးစားလို့ကောင်းတယ်စီပြန်လာပြီဆိုတာနဲ့ဒီချမောင်ကျော်ဟင်းလေးချက်လုပ်ပြီးပါတော့ငပိရဲကိုအနံလေးပုံမွေးသွားအောင်လို့နေုပ်ကြီးတက်မုံလေးထည့်ပြီးတော့ဖြော်ရလိုက်မယ်အရသာပိုကောင်းသွားအောင်လို့စားစနွင်းခဏချက်တော်မုံနဲ့နေပြီးတော့နှက်ထားလိုက်မယ်ဇလုံးထမင်းအတွက်စစ်သားရဲ့အနှစ်ကောင်းလေးရဖို့ဆိုရင်စီသက်တာအရေးကြီးရနော်စီသက်တဲ့အခါမီးရမ်းပြင်းသွားရင်တူးပြီးတော့ခါရလိုက်မယ်ဒါကြောင့်မို့မီးအတင်းနဲ့ကျက်သွန်ပြူကိုရွှေအိုရောင်စားထားအထိစီသက်မယ်ရောင်တမို့လို့ဆိုငပြိုင်အနှဲငယ်ထည့်မယ်အခုနှက်ထားတဲ့ချက်သားကိုထည့်ချက်လိုက်ပါမယ်ဒီလေးနဲ့ထည့်မယ်အရသာတော့ခဏချက်သားမုံနည်းနည်းထပ်ထည့်မယ်စီပြန်လာပြီဆိုရင်မဆလာလေးနည်းနည်းဖြူလိုက်မယ်ပြီးရင်တော့ချက်သားစီပြန်ဟင်းလေးရပါပြီဟင်းတို့လည်းပြင်ဆင်မှုရည်ဆိုတော့တွဲစားဖို့အတွက်တိုးစရာအသီးရွက်တွေကိုစားနဲ့စီနဲ့ထည့်ပြီးပြုတ်လိုက်မယ်စားထည့်ရကြတော့ပိုးသေးဖို့အတွက်နဲ့စီထည့်ရကြတော့အသီးရွက်တွေကိုအယောင်လေးလှပြီးလက်ဆက်နေလို့တော့ပေါ့ပေါ်ဝင်ပစ္စည်းတွေအားလုံးနဲ့စုံပါရေးဆိုတော့ဇလုံးကြီးထဲမှာထဲအားပါနေပြီးတော့ကြိတ်လိုက်တော့မယ်လေတော့ရတာစစ်စစ်ဇလုံးထမင်းတုပ်လေးရပါပြီဗျာနောက်ရက်တွေမှာဘယ်လို recipe ချက်ပြပေးသွားရအောင်လဲဆိုတော့ comment မှာပြပေးဦးနော်